အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Linsin Japan ကလွင်မောင်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်ဒီ Shingaku course နဲ့ပတ်သက်ပြီးတော့ဗောနော်အဲအကြောင်းလေးမေးထားတဲ့သူတွေအများများတယ်ဗောနော်အဲ့တော့ Shingaku course ကဘာလဲဗောနော် Shingaku course ကကြတော့ကျွန်တော်တို့ဒီနာမည်ပြည့်စုံမှာတော့ Daigaku Shingaku course ဗောနော်အဲ့တော့ဒီတက္ကသိုလ်သွားဖို့အတွက်ကိုပြင်ဆင်တဲ့ course တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်တို့ဂျပန်စာတစ်ခုတည်းမဟုတ်ဘူး EJU တစ်ခုတည်းမဟုတ်ဘူးဗောနော်ဒီကျွန်တော်တို့တက္ကသိုလ်ဝင်တဲ့ခါမှာဒါတချို့ကျောင်းတွေဆိုရင်ကျွန်တော်တို့ showroom ပုံဆိုတဲ့ဒီစာရေးစာကုန်းရေးတဲ့ဟာမျိုးပေါ့နော်ဒါ showroom ပုံလေးတွေပါမယ်နောက်ပြီးတော့ဒီ message ဆိုတဲ့ interview တွေပါမယ်ပေါ့ဒီဥစ္စာတွေအကုန်လုံးကျွန်တော်တို့ဒီကျောင်းမှာပြင်ဆင်ပေးတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့က Shingaku course ကို join တာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ interview ဖြေတဲ့ခါမှာလောက်ရတဲ့ manner တွေပေါ့နော်ဒီဟာတွေရဲ့နောက်ပြီးတော့ကျွန်တော်တက္ကသိုလ်ဝင်သွားတဲ့အခါကျရင်ရောဘာတွေလောက်ရမလဲပေါ့နော်အဲ့မှာကျွန်တော်တို့ဒီ field work တွေရှိမယ်နောက်ပြီးတော့ဒီအကုန်လုံး group နဲ့လောက်ရတဲ့အရာမျိုးတွေရှင်းပွန်းနဲ့ပတ်သက်တဲ့သင်ခန်းစာအချိန်ပေါ့နော်စာသင်ချိန်ကြီးပါမယ်ပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်တို့အကုန်လုံးပြင်ဆင်ပြီးတော့လောက်ခွင့်ရတဲ့ဒီ course တစ်ခုပေါ့နော်အဲ့ဒါတက်ချင်းအဖြစ်ကောင်းတဲ့ချက်တွေကတော့အများကြီးရှိတယ်ပေါ့နော်ကောင်းတဲ့ချက်ပထမအချက်ကတော့အဓိက EJ ကိုပြင်ဆင်ခွင့်ရမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီတက္ကသိုလ်ကိုသွားဖို့ရည်ရွယ်ချက်နဲ့လုံနေတဲ့သူတွေပေါ့နော်အကုန်လုံးကကျွန်တော်တို့အဲ့လိုလူမျိုးတွေနဲ့ချင်းချင်းသွားတွေ့မယ်ဆိုတော့ကျွန်တော်တို့ဘုသူတ္တတွေအများကြီးဖလှယ်လို့ရမယ်သူများသွားတဲ့လမ်းကြောင်းကိုလည်းကိုယ်ကြည့်နေကိုယ်မှလိုအပ်ချက်ရှိတာလေးလည်းကိုပြင်ပြီးတော့ကိုယ့်ကိုတိုးတက်အောင်လုပ်သွားလို့ရတဲ့ course တစ်ခုပေါ့နော်အဲ့တော့တော်တော်လေးတော့အဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်ဆရာဆရာမတွေကလည်းဒီတက္ကသိုလ်မှာလိုအပ်မဲ့ချက်လက်တွေကိုအများကြီးပြင်ဆင်ပေးတယ်ပေါ့နော်ပတ်စံကကြတော့ကျွန်တော်တို့ဒီနေုံမောက်ကခိုးလောက်ပဲကြာတာပါဟို1100ကျော်တွေပါလည်းမကြဘူးเนาะတစ်နှစ်ကိုကျွန်တော်တို့80ကနေ80ကြားလောက်တော့ကြာတယ်ဗျဆိုတော့ကျွန်တော်ဒါပေမဲ့ဒီ N1 အောင်မိသားသူတွေ N2 အောင်မိသားသူတွေဆိုရင်ဒီလိုမျိုးထပ်ပြီးရှော့တာတွေပါတယ်ရှိတော့ကျွန်တော်တို့80N1 အောင်မိသားဆိုရင်တော့80ပြပြလောက်ပဲကြာတယ်ပေါ့နော်ဒါကျွန်တော်တို့အကြောင်းပြောတာပေါ့နော်တခြားအကြောင်းတွေလည်းကျွန်တော်သိသလောက်တော့အဲ့ဝင်းကျင်လောက်ပဲရှိတာပါဒီ Shingaku course ဆိုရင်အဲ့လောက်ပဲရှိတာပါတရားကျော်ရင်ဘယ်သူမှတက်မှာမဟုတ်ပါဘူးဒါတော့သိကြရပါတော့နောက်တစ်ခုကကြတော့ကျွန်တော်ဒီဘယ်နှစ်လေးတက်ကလဲတစ်နှစ်ပဲတက်ရတာပါတစ်နှစ်ပဲတက်ရတယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကကိုသွားခြင်းတဲ့အကြောင်းအတွက်ကိုဒီ Shingaku course မှာဝင်ပြီး train နေပေါ့အဲ့အချိန်မှာကိုသွားခြင်းတဲ့အကြောင်းကိုကိုမရလိုက်ဘူးဆိုပြီးထပ်ပြီးတော့တက်မယ်ပေါ့နော်မရပါဘူးအဲ့လိုမျိုးဆိုရင်အဲ့အကြောင်းကပြန်တက်လို့မရဘူးပေါ့နော်ကိုတက်ခဲ့တဲ့အကြောင်းကပြန်တက်လို့မရဘူးဘာလို့လဲဆိုတော့အဲ့ဒီ course အတွက်ကတစ်နှစ်ဗီဇာပဲရတဲ့အတွက်ကြောင့်ပေါ့နော်အဲ့လိုကြောင့်မလို့တကယ်လို့ကိုသွားခြင်းတဲ့အကြောင်းကိုမရခဲ့လို့ထပ် train နေတယ်ဆိုရင်တခြားအကြောင်းရဲ့အဲ့ဒီ course ကိုသွား join မှရမှာပေါ့နော်ဆိုတော့တစ်နှစ်ပဲတက်ကမယ်တစ်နှစ်အတွင်းမှာကိုလှုပ်ချင်တဲ့အရာတွေအားလုံးကိုစုပြုံပြီးလုပ်ရတယ်ဆိုတော့ဟိုတတိထားမှချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာဘာလဲဆိုတော့ကျွန်တော် EJ ကိုပြင်မယ်ဆိုတဲ့အပိုင်းပေါ့နော်သူတို့ကအခန်းတွေအကုန်ခွဲခြားပြစ်တာပေါ့နော်ဒါအကြောင်းတော်တော်များများတော့ကျွန်တော်10တန်းပေါ်တာလို့ပေါ့ဗျာဒီကျောင်းသားအကုန်လုံး9အောင်ထွက်မဲ့ကျောင်းသား6အောင်ထွက်မဲ့ကျောင်းသားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးသူအခန်းတွေခွဲခြားလိုက်တာဆိုတော့လေတိတိကျကျစစ်စစ်ပပကိုအခန်းကိုခွဲတယ်ဗျဘာလို့လဲဆိုတော့ကိုလက်ရှိရထားတဲ့ဂျပန်စာ level ကိုလည်းကြည့်တယ်နောက်ပြီးတော့ဒီကျောင်းဝင်တဲ့အခါမှာဆောင်းဝဲဖြေရတယ်သူတို့စီမှာအဲ့တော့အဲ့ဒီဖြေတဲ့ဆောင်းမေးပွဲကိုလည်းကြည့်ပြီးတော့သေချာချာလေးခွဲတယ်ပေါ့နော်အဲ့တော့အခန်းခွဲပြီးတော့မှဥပမာကျွန်တော်နားလည်လွယ်အောင်ပြမယ်ဆိုရင် EJ မှာကျွန်တော်တို့ဘုံခေတ်မှာ3ပိုင်းရှိတယ်ပေါ့နော်3ပိုင်းမှာဂျပန်စာရှိမယ်ဆိုဂေါခမခုရှိမယ်ဆိုဂါခုအချီပေါ့နော်ဆိုအချီရှိမယ်အဲ့3ခုထဲမှာ3ခုလုံးသင်ခွင့်ရဖို့ဆိုတာကကိုယ့်ရဲ့ဂျပန်စာ level နဲ့ဆိုင်တယ်ပေါ့နော်ကျွန်တော်တို့ကဒီ3မျိုးရှိတဲ့ထဲမှာဆိုဂေါခမခုသင်ခွင့်မရတာမျိုးတို့သင်ချာသင်ခွင့်မရတာမျိုးတို့ဖြစ်လာနိုင်တယ်ပေါ့နော်ဒါကျွန်တော်တို့အကြောင်းမှာဆိုအဲ့လိုမျိုးပဲပေါ့နော်ကျွန်တော်အကြောင်းဝင်တဲ့အချိန်မှာဆောင်းဝဲဖြေရတယ်ဖြေတဲ့အချိန်မှာကိုကတင်ချာလဲကိုကလှုပ်ချင်တယ်ဆိုပေမဲ့ easy ကိုတင်ချာပေါ့လှုပ်ချင်တယ်ဆိုပေမဲ့ကိုတင်ချာအမှတ်ကအရင်နဲနေတယ်ပေါ့သူတို့ကလည်းနည်းစစ်တယ်ဗျဆက်စားဦးဆုံးအဲ့ကျောင်းဝင်တဲ့ဆောင်းပွဲမှာဒီတင်ချာဆောင်းပွဲလေးဖြေရတယ်အဖြေအချိန်မှာကိုအမှတ်ဘယ်လောက်အနည်းဆုံးရလဲဆိုတော့သူတို့ကကြည့်တယ်အမှတ်အရင်နဲနေသူတို့ကျောင်းမှာသင်ခွင့်မပေးတော့ဘာလို့လဲဆိုတော့ဟိုအချိန်ကအရန်နေတယ်ဗျတနေ့ဆိုတဲ့အချိန်ကအရန်နေတယ်တကယ်တော့အကြောင်းသွားဖို့ပြင်ရမယ့်ဟာတွေကအရန်များတယ် EJ တခုလည်းမဟုတ်ဘူးအကြားတွေလည်းပြင်ရမှာအရန်များတဲ့အတွက်ကြောင့်ဒီကျောင်းသားတွေကိုတို့ကအရှိန်ရှိတဲ့ကျောင်းသားတွေပေါ့နော်အခန့်ရှိတဲ့ကျောင်းသားတွေပဲတို့ကသင်ကျင်တယ်အဲအကြောင်းမလို့ကိုကဒီကျောင်းကိုရှင်းကောက် course ကိုသွားလို့ကိုအကုန်လုံးသင်ခွင့်ရမယ်ဆိုတာမျိုးကိုတမန်တွေးထားလို့မရဘူးကိုယ်တိုင်ကဂျပန်စာ level အရင်ဆုံးအန်တူအနည်းဆုံးလောက်ရှိထားမှသာတို့သင်ပေးတဲ့ဟာတွေအကုန်လုံးကိုသင်ခွင့်ရတဲ့အခန်းလေးမှာတက်ခွင့်ရမှာပေါ့နော်အဲ့ဒါအရင်အရေးကြီးပါတယ်Shingaku course ကိုသွားမယ်လို့စဉ်းစားတဲ့သူတွေကကျွန်တော်တကယ်လုံးမယ်ဆိုမှသွားတာကောင်းတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်ကျွန်တော်တစ်နှစ်ပတ်စံကုန်တာတတ်ပဲဖြစ်သွားလိမ့်မယ်ကိုက N2 N1 လောက်ကိုကင်ထားတယ်ဆိုရင်တခြားဒီ GLPT N2 N1 နဲ့ဝင်လို့ရတဲ့အကြောင်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့လောက်ကိုပဲဝင်ကျင်တယ်ဆိုတခါတည်းဝင်သွားလိုက်လို့ရတယ်ပေါ့နော်အရင်တည်းကအဲ့လိုမဟုတ်ဘဲနဲ့ကိုကတကယ် try ကျင်တယ်တကယ်နာမည်ကြီးအကြောင်းတွေ ranking ကောင်းတဲ့အကြောင်းတွေဝင်ကျင်တယ်ဆိုတဲ့သူတွေက
ဒီအကြောင်းကို Singapore course ကို join နေဆိုရင်တခြားရောက်ပြီဆိုတော့လည်းကိုကတခြားလုပ်မယ်လို့စဉ်းစားထားပြီးဆိုမှ join တာကောင်းတယ်မဟုတ်ရင်တော့ပတ်စံ2မျိုးကိုကောင်းတယ်ပေါ့တစ်နှစ်စာနောက်တစ်ခုကကြတော့ EJU လုပ်ပေးမယ်ဆိုပြီးတော့ EJU လုပ်ဖို့အတွက်သွားတယ်ဆိုပေမဲ့ပေါ့နော်အရင်တည်းကဒီ EJU နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးနဲ့အကြောင်း EJU နဲ့ပတ်သက်ပြီးတော့ကြိုလေးလာထားဖို့လိုတယ်ပေါ့နော်အဲ့လိုမလေးလာထားဖို့ဆိုရင်ကိုကြောင့်ဒုက္ခရောက်မှာပေါ့အဲ့ဒါကျွန်တော်ကိုတွေ့ပါကျွန်တော်ဒီ course ကိုရောက်မှကျွန်တော်စာလုပ်မယ်ဆိုပြီးကျွန်တော်စဉ်းစားလိုက်တာပေါ့ EJU တွေပိုင်းငါလုပ်မယ်ဆိုပြီးဒါပေမဲ့တကယ်ရောက်သွားတဲ့အချိန်မှာဒုက္ခတွေရောက်တယ်ပထမဆုံးအချိန်မှာအော်သူများတွေအကုန်လုံးကကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာကြည့်ရတဲ့သူတွေအကုန်လုံးကကျွန်တော်ရောက်သွားတဲ့အခန်းလေအခန်းတစ်ကိုရောက်သွားတဲ့ခါကျတော့ဘေးကပေါင်းသင်းတွေအကုန်လုံးကအရန်တော်တဲ့သူတွေများတယ်နောက်ပြီးတော့အရန်ပြည်စင်မှုအားကောင်းတဲ့သူတွေများတယ်ပေါ့နော်အဲ့တော့ကိုယ့်လည်းကြတော့ကိုယ်ဘာမှမလုပ်ရသေးဘူးဆိုတော့ကိုကအမှလုံးဝတိုင်ပတ်သွားတာပေါ့နော်တစ်ဖက်မှာအလုပ်လုပ်ရတယ်ဒီเจ้าရဲ့တခြားအင်စာတွေဘာတွေလည်းရှိသေးတယ်တက္ကသိုလ်ဝင်ကျင်တဲ့เจ้าတွေကိုလည်းဝင်ကျင်တယ်ပေါ့နော်ရည်မှန်းချက်တွေကလည်းရှိတယ်အဲ့လိုမျိုးနဲ့ဒုက္ခတွေရောက်ပေါ့နော်အဲ့လိုမျိုးစိတ်သက်ဖိစီးမှုတွေဖြစ်ပေါ့ကျွန်တော်ဗီဒီယိုတွေများနေတာအဲ့ဒါတွေလည်းပါတယ်ပေါ့နော်ကိုယ့်အနေကိုတိုင်ပတ်နေအဲ့လိုဟာတွေပေါ့နော်ဒီရှင်တွေကဂျပန်စာ level ကိုပြည့်အောင်ဖြည့်ပါအရှင်က course ကိုမသွားခင်ပေါ့နော်ကျွန်တော် JBD level ကိုပဲဖြစ်ပေါ့နော်ပြည့်အောင်ဖြည့်ပါပြီးရင်တခြားဒီကိုယူမဲ့ဟိုပါပေါ့ line ပေါ့နော် bond K လား lead K လားအဲ့နဲ့ပတ်သက်ပြီးတခြားလေးလာထားပါကြိုပြီးတော့ပြင်ဆင်ထားပါပေါ့နော်အဲ့လိုလုပ်ပြီးတော့မှကျောင်းဝင်တာကအဆင်ပြေပါတယ်အရင်ဆုံးအဓိကပြောချင်တာတော့ဂျပန်စာ level အရင်ဆုံးကောင်းမှသာသွားသင့်ပါတယ်မကောင်းဘဲနဲ့သွားလို့မရဘူးလားဆိုတော့ရတယ်ခန်းနေခွဲချလိုက်တဲ့အချိန်မှာကိုက easy ကိုသင်ရတဲ့ဟာတွေပါမလာတော့ကိုစီမှာဘာလို့ပါမလာတော့လဲဆိုတော့သင်ပေးလေသူတို့ကဒီတနေ့နဲ့မရဘူးလို့သူတို့ကတွေးထားတာပေါ့နော်ရှင်းကောင်း course ကတနေ့တည်းပဲဆိုတော့လေသူတို့ဆက်စောက်ဆုံးကျောင်းဝင်တဲ့ဆောင်မေးပွဲပေါ့နော်အဲ့ဆောင်မေးပွဲကိုကျွန်တော်တို့အမှတ်ကောင်းအောင်ဖြေပေါ့နော်အဲ့ကြတဲ့ခါကျရင်ကျွန်တော်တို့အခန်းခွဲတဲ့ခါမှာကျွန်တော်တို့အပေါ်ခန်းတွေကိုရောက်မယ်အပေါ်ခန်းတွေရောက်တဲ့ခါကျရင်သူတို့သင်ပေးတဲ့ EJU နဲ့ပတ်သက်တဲ့ပြင်ဆင်ပေးတဲ့ဟာတွေကိုကိုသင်ခွင့်ရမယ်ပေါ့နော်ကိုက share လုပ်ချင်တယ်ဆိုရင်တော့အရင်တည်းက share ပေါ့နော်ပြင်ဆင်ထားဖို့လိုတယ်Singapore course ကိုမ join ခင်မှာ EJU နဲ့ပတ်သက်ပြီးကြိုတင်ပြီးတော့လေ့လာသွားပါပြင်ဆင်သွားပါနောက်တစ်ခုကကျတော့ဂျပန်စာ level ကိုအများကြီးဖြည့်သွားပါပေါ့နော်အဲ့လိုဖြည့်သွားတော့မှကျွန်တော်တို့ EJU ကလည်းအဆင်ပြေမှာပေါ့နော်ဘာလို့လဲဆိုတော့ EJU ဆိုတာတကယ်လို့အမှတ်အများကြီးရချင်နေဆိုရင်ဒီဘက်မှာကျွန်တော်တို့ N2 N1 အနည်းဆုံးမရှိတာရင်မရနိုင်ဘူးပေါ့နော်အားလုံးထောက်ကူဖြစ်မယ်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်bye bye